မိကောင်းဆွေကောင်းနဲ့ပတ်သက်ပြီးတော့အကဲခတ်လို့ရတဲ့အခြေအနေလေးတွေကိုမြတ်စွာဘုရားဟောထားတာရှိတယ်။နံပါတ်1ကဘာတော့ဆိုဒုဋ္ဌတံတဒါတိပေးနိုင်ခဲ့တဲ့အရာကိုကိုယ်မှအကူအညီလိုနေလို့ပေးနိုင်ခဲ့တဲ့အရာကိုပဲစွန့်လွတ်ပြီးတော့ပေးထပ်လို့ရှိရင်ဒါမိကောင်းဆွေကောင်းပဲဒုက္ကရံကရောတိတာမန်ပုဂ္ဂိုလ်တွေလုံးဖို့မလွယ်ဘူးလုံးနိုင်ခဲ့တဲ့အရာကိုပဲလုပ်ပေးတယ်ဆိုလို့ရှိရင်လည်းမိကောင်းဆွေကောင်းပဲတဲ့ဒါတော့ဘလောက်ခဲရင်းနေဆိုတာတော့အတိုင်းအတာတစ်ခုရှိတာနော်နောက်တစ်ခုကဒုက္ခမံခမတိတကယ်သိခံနိုင်ခဲ့တဲ့အရာအမှန်ပုဂ္ဂိုလ်တွေသိခံနိုင်ဘူးသိခံနိုင်ခဲ့တဲ့အရာကိုပဲသိခံတတ်တယ်ဆိုလို့ရှိရင်ဒါမိကောင်းဆွေကောင်းမိကောင်းဆွေကောင်းနဲ့ပတ်သက်ပြီးတော့ဒီလိုမိတ္တတုံမှာမြတ်စွာဘုရားအင်္ဂါရက်ကလေးတွေကိုထုတ်ပြီးဟောတာနောက်ဒုက္ခရောက်လာတဲ့အခါမှာစွန့်ပစ်ပြီးတော့မသွားဘူးအဲ့ဒါလည်းမိကောင်းဆွေကောင်းအခုလောကမှာအများဆုံးကယာရုလေးရှိရင်ပေါင်းကြတယ်ပတ်စံလေးရှိရင်ပေါင်းကြတယ်ယာရုလည်းကြာသွားရောမမြင်ကြအောင်ဆောင်ဆင်းရဲမွဲတေဒေဝတိခံသွားတာနဲ့တပြိုင်နက်မမြင်ကြအောင်ဆောင်ဟုတ်ကလားအဲ့ဒီအနေထားမျိုးဆိုတော့လူများစုကိုပြောတာပါအများစုသည်ယာရုကိုပေါင်းအများစုသည်ငွေကြေးဒနာကိုပေါင်းဒီပုံစံမျိုးဖြစ်တယ်